အားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုတင်းမာမှုတွေရှိနေတဲ့ကမ္ဘာအခြေအနေမှာအမေရိကန်စစ်တပ်ကအင်အားပြင်းလက်နက်တွေကိုရွှေ့ပြောင်းနေတာဟာသတင်းစကားတစ်ခုကိုပေးနေတာပါဒါကပုံမှန်လူရိုးလို့စင်တက်ဖြန့်ချထားမှုတသက်မဟုတ်ပါဘူးအမေရိကန်ကအထူးသဖြင့်အခုလိုအီရန်နဲ့အစ္စရေးတင်းမာမှုမြင့်တက်နေချိန်မှာအင်အားပြသနေတာဖြစ်ပါတယ်အမေရိကန်လေတပ်က B2 ကိုပြောက်လေယာဉ်ကိုဂွမ်ဂျိုးမှာတက်ဖြန့်ချထားလိုက်ပါတယ်ဒါကအရှိလေပိုင်းနဲ့ဝေးတယ်လို့ထင်ရပေမဲ့မဟာဗျူဟာမြင့်မားတဲ့လှုပ်ဆောင်မှုဖြစ်ပါတယ်ဂူဝမ်ကျုံကနေပြီးတော့အမေရိကန်ကသူ့ရန်သူတွေကိုအလင်းအမြန်တုံ့ပြန်နိုင်ပြီးရန်မစဖို့နဲ့စိတ်မခေါ်ဖို့တတိပေးနိုင်ပါတယ်ဒီဗီဒီယိုမှာ B2 ကိုပြောက်ဘုံကျဲလျင်ကဘာကြောင့်အရေးကြီးပုံနဲ့ဂူဝမ်ကျုံမှာတက်ဆွဲထားတာကအရင်ကထက်ဘာကြောင့်ပိုအရေးကြီးလဲဆိုတာကိုကျွန်တော်တို့ရှင်းပြမှာပါဂူဝမ်ကျုံနဲ့စလိုက်အောင်ပါဂူဝမ်ကျုံကအနောက်ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ကျုံလေးတစ်ကျုံဖြစ်ပြီးအမေရိကန်ရဲ့နေမြေပိုင်နဲ့ဖြစ်ပါတယ်ဂူဝမ်ကျုံကနေအမေရိကန်ကအာရှတောင်တရုတ်ပင်လယ်နဲ့အရှေ့လေပိုင်းဒေသကိုတောင်စစ်ရေးအမြန်ဝင်ရောက်နိုင်ပါတယ်ဂူဝမ်ကျိုးမှာတည်ရှိတဲ့အန်ဒါဆင်လီတက်အခြေစိုက်စခန်းကအင်ဒိုပစိဖိတ်ဒေသမှာအမေရိကန်ရဲ့အဓိကအမာခံနယ်မြေတစ်ခုဖြစ်ပါတယ်။အန်ဒါဆင်လီတက်အခြေစိုက်စခန်းရဲ့လေယာဉ်ပြေးလမ်းက B2 လိုဘုံကျဲလေယာဉ်ကြီးတွေအတွက်တိစောက်ခဲ့တာဖြစ်ပါတယ်။၎င်းကိုမာကျော်တဲ့အဖုံးကာတွေနဲ့ကာကွယ်ထားတာကြောင့်ရန်သူရဲ့စောင့်ကြည့်လေယာဉ်ဒုံးကျည်တိုက်ခိုက်မှုနဲ့စိုက်ဘာကျူးကျော်တိုက်ခိုက်မှုတွေကိုတောင်အကာအကွယ်ပေးနိုင်ပါတယ်။ဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်ဖို့ subscribe မလုပ်ရသေးရင် channel လေးကိုလည်း like and subscribe လုပ်ထားပေးပါဦးခင်ဗျာ။ဂူဝမ်ကျုံကအမေရိကန်ရဲ့နေမြေပိုင်နဲ့ဖြစ်တာကြောင့်တန်တမာရေးဆိုင်ရာကန့်သတ်ချက်တွေမရှိပါဘူး။အမေရိကန်ကစစ်စင်ရေးတွေပြုလုပ်မယ်ဆိုရင်နိုင်ငံခြားအစိုးရတွေထံကခွင့်ပြုချက်တောင်းဖို့မလိုပါဘူး။ဒါစစ်ပွဲကာလအတွင်းတန်ဖိုးမဖြတ်နိုင်တဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ B2 ကိုပြောက်လေယာဉ်ကကမ္ဘာပေါ်မှာခေတ်မီဆုံးနဲ့ခြေလုံလက်လုံအရှိဆုံးဘုံကျဲလေယာဉ်ဖြစ်ပြီး၎င်းကိုထောက်လန်းရှာဖွေဖို့အလွန်ခက်ခဲပါတယ်။ B2 ဘုံကျဲလေယာဉ်ရဲ့မျက်နှာပြင်ကိုရေဒါကိုစုပ်ယူနိုင်တဲ့ပစ္စည်းဖြစ်တဲ့ RAN နဲ့ဖုံးကာထားပါတယ်။ RAN ကရေဒါ signal တွေကိုအပူဖြစ်ပြောင်းလဲပေးပါတယ်။၎င်းရဲ့အင်ဂျင်တွေကိုလေယာဉ်ကိုယ်တဲ့အတွင်းပိုင်းမှာထည့်ထားပါတယ်။၎င်းရဲ့ S ပုံသဏ္ဍာန်လေဝင်ပေါက်တွေကအင်ဂျင်ပန်ကာတွေကိုရေဒါဝင်မရအောင်ပိတ်ဆို့ထားပါတယ်။ခြေရခံလို့မရအောင်အင်ဂျင်အခိုးတွေကိုအေးထားလိုက်ပြီး၎င်းရဲ့အင်ဂျင်တွေကလည်းလုံးဝအငြိမ်ဖြစ်ပါတယ်။ဒီလက္ခဏာတွေအားလုံးကရေဒါအပူခံအာရုံခံကိရိယာနဲ့အတန်နဲ့ထောက်လှမ်းမှုတွေကိုရှောင်ရှားနိုင်စေပါတယ်။ရန်သူရဲ့လေကြောင်းပိုင်တဲ့အတွင်းပိုင်းထိပြန်တန်းပြီးသူရှိနေတာဘယ်သူမှမသိခင်တိုက်ခိုက်မှုပြုလုပ်နိုင်ပါတယ်။ဒါပေမဲ့ခြေလုံလက်လုံလှုပ်ရှားနိုင်မှုက B2 ကိုပြောက်လေယာဉ်စွမ်းရည်ရဲ့တစ်စိတ်တစ်ပိုင်းသာဖြစ်ပါတယ်။B2 ကိုပြောက်ဘုံကျဲလေယာဉ်က၄ချိန်ပေါင်4000ရှိတဲ့လက်နက်တွေကိုတည်ဆောင်နိုင်ပြီးလက်နက်တွေကိုလေယာဉ်ထဲတူလောင်ထားပြီးရေဒါကနေဖျောက်နေနိုင်ပါတယ်။၎င်းလေယာဉ်ကဂျေဒန်နဲ့ဂျေဆောတို့လိုပဲ့ထိန်းလမ်းညွှန်စနစ်ပါတဲ့အဆင့်မြင့်လက်နက်တွေကိုတည်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ B2 လေယာဉ်တည်ဆောင်တဲ့အရေးပါဆုံးလက်နက်ကအီရန်မြေအောက်နျူကလ িয়ার စက်ရုံတွေကိုကျဲချခဲ့တဲ့ GBU-57B ခေါ် MOB Mob ဘန်ကာဖောက်ခွဲရေးဘုံဖြစ်ပါတယ်။ပေါင်3000အလေးချိန်ရှိပြီးအမေရိကန်ရဲ့နျူကလ িয়ার မဟုတ်တဲ့ဘုံတွေထဲမှာအင်အားအပြည့်ဆုံးဘန်ကာဖောက်ခွဲရေးဘုံဖြစ်ပါတယ်။၎င်းဘုံကိုအီရန်ရဲ့ဖော်တိုနျူကလ িয়ার အဆောက်အုံလိုကာကွယ်အလွန်တောင့်တင်းခိုင်မာတဲ့မြေအောက်ပြစ်မှတ်တွေကိုဖျက်ဆီးဖို့တိစောက်ထားတာဖြစ်ပါတယ်။မော့ဘုံကိုတည်ဆောင်နိုင်တာအမေရိကန်လက်နက်တိုက်မှာလက်ရှိမှာ B2 လေယာဉ်တစ်စီးသာရှိပါတယ်။နျူကလ িয়ার လက်နက်လည်းတင်ဆောင်နိုင်ပါတယ်။ B2 ကိုပြောက်ဘုံကျဲလေယာဉ်ကရေမိုင်6000ကျော်အမြင့်မှာမနားတမ်းပြန်တန်းနိုင်ပါတယ်။လေထဲမှာစီပန်ဖြစ်ကအခြေခံအားဖြင့်ကမ္ဘာပေါ်ကဘယ်လိုပြစ်မှတ်ကိုမဆိုရောက်ရှိအောင်ပြန်တန်းနိုင်ပါတယ်။၎င်းရဲ့မစ်ရှင်ကနာရီ30ကျော်ထိကြာမြင့်နိုင်ပါတယ်။ဒါကြောင့်ပိုင်းလော့တွေကိုဒီလိုကြာမြင့်တဲ့မစ်ရှင်မျိုးအတွက်စိတ်ဖိစီးမှုတွေနဲ့ရှုပ်ထွေးတဲ့တာဝန်တွေကိုကင်တွယ်နိုင်ဖို့အတွက်အဆင့်မြင့်လေ့ကျင့်ပေးထားပါတယ်။ဒီလိုစွမ်းအားမြင့်ကိုပြောက်ဘုံကျဲလေယာဉ်တစ်စင်းကဘလောက်ကုန်ကြပါလဲ။ B2 ကိုပြောက်ဘုံကျဲလေယာဉ်တစ်စင်းကိုအမေရိကန်ဒေါ်လာ2ဘီလီယံကျော်ကုန်ကြပါတယ်။ဟုတ်ပါတယ်။ဘီလီယံပါ။၎င်းကတိစောက်ဘူးသမျှဘုံကျဲလေယာဉ်တွေထဲမှာဈေးကြီးဆုံးလေယာဉ်ဖြစ်ပါတယ်။ပြီးတော့ကုန်ကျစရိတ်ကအဲ့ဒီနေရာမှာနေရက်မသွားပါဘူး။လေရင်တနာကြီးပြန်တန်းရင်စီပြုပြင်စရိတ်နဲ့လေရင်အမှုရန်တွေကိုထောက်ပံ့မှုပါဝင်အမေရိကန်ဒေါ်လာ335,000ဝန်းကျင်ကုန်ကြပါတယ်။ဒါပေမဲ့ဈေးကြီးတော့အကျိုးကျေးဇူးလည်းကြီးမားပါတယ်။လုံးဝကိုပြောက်ထားနိုင်မှုကမ္ဘာအနှံ့ရောက်ရှိနိုင်မှုနဲ့ပြစ်မှတ်အတိအကျကိုဖျက်ဆီးတိုက်ခိုက်နိုင်မှုတို့ဖြစ်ပါတယ်။ B2 ကိုပြောက်ဘုံကျဲလေယာဉ်ကိုကမ္ဘာဦးဆောင်လေယာဉ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Northrop Grumman ကတိစောက်ခဲ့တာဖြစ်ပါတယ်။ B2 ဘုံကျဲလေယာဉ်တွေကိုဂူဝမ်ကျုံကိုအကြီးအကျယ်ပြင်ဆင်အားထုတ်ပြီးမှဆေလွတ်လိုက်တာဖြစ်ပါတယ်။အမေရိကန်ပြည်မကြီးကနေမိုင်ထောင်ပေါင်းများစွာဝေးတဲ့ဂူဝမ်ကျုံကို၎င်းတို့ပြန်တန်းခဲ့ရပြီးလန်ခုလက်လေထဲမှာ KC-135 သို့မဟုတ် KC-46 စီဖြစ်လေယာဉ်တွေကိုအသုံးပြုပြီး3ချိန်4ချိန်လောက်စီပြန်ဖြစ်ခဲ့ရပါတယ်။ဂူဝမ်ကျုံကို၎င်းတို့ရောက်ရှိချိန်မှာအထူးအဖွဲ့တစ်ဖွဲ့ကစောင့်ဆိုင်းနေပါတယ်။အဲ့ဒီအထူးအဖွဲ့ထဲမှာရေဒါစုပ်ယူရေးအဖုံးကာဆောင်ရွက်ဖို့နည်းပညာရှင်တွေအဆင့်မြင့် electronic ပစ္စည်းကိရိယာတွေအတွက်အင်ဂျင်နီယာတွေနဲ့ဘုံကျဲမစ်ရှင်တွေအတွက်ပြင်ဆင်ဖို့လက်နက်ကျွမ်းကျင်သူတွေပါဝင်ပါတယ်။ဂူဝမ်ကျုံကအန်ဒါဆင်လီတက်အခြေစိုက်စခန်းမှာ B2 ဘုံကျဲလေယာဉ်ကိုအသင့်ဖြစ်နေစေဖို့လုံခြုံစိတ်ချရပြီးလိုအပ်တဲ့အဆောက်အဦအားလုံးရှိပါတယ်။ဒီအခြေစိုက်စခန်းကနေ B2 ကိုပြောက်ဘုံကျဲလေယာဉ်တွေကအရေးပေါ်မစ်ရှင်တစ်ခုကိုထပ်ပေါ်ခဲ့ရင်လေယာဉ်နဲ့လေယာဉ်အမှုတန်းတွေအသင့်ဖြစ်နေစေရန်ခီးဝေးလေ့ကျင့်ရေးမစ်ရှင်တွေကိုပုံမှန်ပြန်တန်းနေလေရှိပါတယ်။အခုဒါတွေအားလုံးကဘာကြောင့်အရေးကြီးလဲ။ B2 ကိုပြောက်ဘုံကျဲလေယာဉ်ကိုတက်ပြန်ချထားလိုက်တဲ့အချိန်မှာအီရန်နဲ့အစ္စရေးကြားစစ်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ဒုံးကျည်တွေအပြန်အလှန်ပစ်ခတ်မှုအီရန်ရဲ့တန်တရားရှိဝေရာနျူကလ িয়ার ဖွံ့ဖြိုးတိုးတက်မှုနဲ့နိုင်ငံတကာစိုးရိမ်ပူပန်မှုတွေတိုးလာတာကလက်ရှိအခြေအနေကအကဲဆက်တဲ့အနေအထားတစ်ခုကိုရောက်နေပါတယ်
အီရန်က၎င်းရဲ့နျူကလ িয়ার အစီအစဉ်ကငြိမ်းချမ်းရေးအတွက်လို့ပြောနေပေမဲ့အမေရိကန်နဲ့အစ္စရေးကလက်မခံပါဘူးပဋိပက္ခအရှိန်မြင့်လာရင်ဗီဒူးဘုံကျဲလင်ကိုတက်ဖြန့်ချထားပြီးပြီဖြစ်ပြီးလိုအပ်လာရင်အမေရိကန်အတွက်ရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်လာမှာပါဂူအန်ကျွန်းကပစိဖိတ်သမုဒ္ဒရာထဲမှာရှိနေရတောင်ဗီဒူးကိုပြောက်ဘုံကျဲလင်ကဒေတာတွင်းမာမိတ်တွေရဲ့လေတက်အခြေဆက်စကန်တွေရဲ့အကူအညီမလိုပဲရှေ့လေပိုင်းဒေတာကိုလုံးဝအပြည့်အဝတိုက်ခိုက်နိုင်ပါတယ်ဒါကကြီးမားတဲ့အားသာချက်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အနီးနားနိုင်ငံတွေကလေဆိပ်တွေကိုအသုံးပြုရင်နိုင်ငံရေးပြဿနာတွေဖြစ်ပေါ်နိုင်တာကြောင့်ဖြစ်ပါတယ်ဗီဒူးလင်ကမော့ဘုံကိုတည်ဆောင်နိုင်တာကြောင့်အီရန်ရဲ့မြေအောက်အနက်ကြီးမှာမြုပ်နှံထားတဲ့ဖော်ဒိုလိုနျူကလ িয়ার အဆောက်အုံကိုတိုက်ခိုက်နိုင်တဲ့တမျိုးတည်းသောလေယာဉ်ဖြစ်ပါတယ်ဗီဒူးကိုပြောက်ဘုံကျဲလင်တွေကိုအိန္ဒိယသမုဒ္ဒရာတွေကဗြိတိရှကျွန်းဒီအေကိုကာစီယာကိုဆေလွတ်ဖို့ဆွေးနွေးမှုတွေတောင်ရှိနေပါတယ်ဒီအေကိုကာစီယာကျွန်းဟာအရှေ့လယ်ပိုင်းကိုစစ်စင်ရေးပြုလုပ်ဖို့အတွက်ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ပါတယ်အမေရိကန်ကအတိတ်ကာလတုန်းကဗီဒူးဘုံကျဲလင်တွေကိုအဲ့ဒီကျွန်းကိုဆေလွတ်ခဲ့ဘူးပါတယ်ဒါပေမဲ့မကြသေးခင်ကနှစ်တွေအတွင်းအမေရိကန်ကဗီဒူးဘုံကျဲလင်တွေကိုမလွတ်ဘဲ V52 ဘုံကျဲလင်တွေကိုသာဆေလွတ်ခဲ့ပါတယ်ဗီဒူးကိုပြောက်ဘုံကျဲလင်ကိုတက်ဖြန့်ချထားလိုက်မှုဟာအမေရိကန်စစ်တပ်ရဲ့နေရာချထားမှုမှာကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပါတယ်။အမေရိကန်ကစီဖစ်လီတွေကိုဥရောပကိုဆေလွတ်ခဲ့ပြီးအရှေ့လယ်ပိုင်းဒေသကိုနောက်ထပ်တိုက်လေယာဉ်တွေဆေလွတ်နေပါတယ်။လင်းတင်သင်္ဘောအုပ်စုတစုလည်းအရှေ့လယ်ပိုင်းဒေသကိုဦးတည်ထွက်ခွာနေပြီဖြစ်ပါတယ်။ဂူအန်ကျွန်းမှာဗီဒူးကိုပြောက်ဘုံကျဲလင်တွေတက်ဆွဲထားမှုကသတိပေးချက်တစ်ခုဖြစ်ပါတယ်။ကမ္ဘာကဘယ်နေရာမှာမဆိုရှိနေတဲ့လုံခြုံစိတ်ချသောပြစ်မှတ်တွေကိုတောင်အမေရိကန်ကဖျက်ဆီးပစ်နိုင်တယ်ဆိုတာရန်သူတွေကိုတတိပေးလိုက်တာဖြစ်ပါတယ်။ဒါကစွမ်းရည်နဲ့ဟန်တားမှုဖြစ်ပါတယ်။ရွေချက်ကစစ်ဖြစ်ဖို့မဟုတ်ပါဘူး။ကျူးကျော်ရန်စလာရင်ပေးဆက်ရမယ့်တန်ဖိုးကကြီးတယ်ဆိုတာကိုပြသထားရင်စစ်မဖြစ်အောင်ဟန်တားကာကွယ်တာဖြစ်ပါတယ်။ဗီဒူးလေရင်ကိုပြန်တန်းမောင်းနေပြီးစစ်စင်ပြုလုပ်ရတာလွယ်တဲ့အလုပ်မဟုတ်ပါဘူး။လေရင်ကိုအထူးပြုပြင်ထိန်းသိမ်းမှုရှုပ်ထွေးတဲ့ထောက်ပံ့ပို့ဆောင်ရေးစနစ်နဲ့တေချာလေ့ကျင့်ပေးထားပြီးအလက်ကျအလုပ်လုပ်တဲ့အဖွဲ့တစ်ဖွဲ့လိုအပ်ပါတယ်။ဒါပေမဲ့ဒီလိုစိန်ခေါ်မှုတွေရှိနေပေမဲ့ဗီဒူးကိုပြောက်ဘုံကျဲလင်ကိုတက်ဖြန့်ချထားလိုက်တာဟာအမေရိကန်ကအင်အားပြသပြီးငြိမ်းချမ်းရေးကိုကာကွယ်ဖို့ပိုင်းဖြတ်ထားကြောင်းပြသနေပါတယ်။နောက်ဆုံးမှာဗီဒူးစပရစ်ကကိုပြောက်ဘုံကျဲလင်တစ်စီးတဲ့အများကြီးပို့ပါတယ်။ဒါကအမေရိကန်စစ်တပ်ရဲ့အသင့်ဖြစ်နေမှုကမ္ဘာနဲ့ရောက်ရှိနိုင်မှုနဲ့ပိုင်းဖြတ်ထားမှုတွေရဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။အမေရိကန်လက်နက်တိုက်မှာအရေးကြီးဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။ဂူအန်ကျွန်းမှာဗီဒူးဘုံကျဲလင်ကိုတက်ဆွဲထားလိုက်တာဟာအင်အားကြီးတဲ့သတင်းစကားကိုပေးနေပါတယ်။ကြိုတင်မခံမိုင်းနိုင်တဲ့ကဘာကြီးမှာအမေရိကန်မှာအားသာချက်ရှိနေသေးဖြစ်ပါတယ်။ဂူအန်ကျွန်းမှာဗီဒူးကိုပြောက်ဘုံကျဲလင်တက်ဆွဲထားမှုနဲ့ပတ်သက်ပြီးတငယ်ချင်းတို့ကဘယ်လိုမြင်ပါသလဲ။ကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ခင်ဗျာ။